ဟုတ်ကဲ့ပါနောက်ထပ်ကျွန်မထပ်ပြီးတော့ပြောပြချင်တာကတော့ဥပမာဒီမှာမတရက်နေတဲ့ပုံကနေဒီလိုထိုင်တဲ့ပုံကိုပြောင်းချင်တယ်အဲ့လိုအခါမျိုးမှာဘယ်လိုသုံးရလဲဆိုလို့ရှိရင်မတရက်နေကနေထိုင်တဲ့ပုံပြောင်းချင်တဲ့အတွက်ဒီထိုင်တဲ့ပုံကိုကလေးရပါမယ်ကလစ်ပြီးတော့ properties ကလေးကိုဖွင့်လိုက်ပါဖွင့်လိုက်တဲ့အခါမှာဒီမှာdraw ရဲ့အောက်မှာ morph ဆိုတာလေးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ morph ကဘာပုံစံလဲဆိုတော့ဘယ်ကနေပြောင်းမလဲဆိုတော့မတရက်နေကနေပြောင်းမှာဖြစ်တဲ့အတွက်ဒီမှာကျွန်မဆက်လက်လိုက်မယ်ဒီမှာ preview လေးကို on ကြည့်ပါမယ်ပါပြောင်းသွားတာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါပါကျွန်မဒီမှာ click ပေးလိုက်မယ်။ click ပေးပြီးတော့ကျွန်မဒီမှာ play လုပ်ကြည့်မယ်။အင်းဆုံးဒီကောင်လေးပုံကိုဆွဲလိုက်တယ်။ဆွဲပြီးတော့ဒီမှာထိုင်နေတဲ့ပုံလေးပြန်ပြီးတော့ပြောင်းသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့လိုပုံစံမျိုးတွေလုပ်တဲ့အခါခုနကကျွန်မလုပ်ပြတာဒီမှာအရင်ဆွဲပြီးတော့သူကအရင်ဟိုဘက်ပို့လိုက်တယ်။ဟိုဘက်ပို့ပြီးမှထိုင်တဲ့ပုံကိုပြောင်းသွားတာဖြစ်ပါတယ်။ဒါမှမဟုတ်ပဲနဲ့ဒီလိုတနေရာထဲမှာပဲပြောင်းချင်နေဆိုလို့ရှိရင်ဒီ image နှစ်ခုကိုထပ်ပေးလိုက်ပါ။ထပ်ပြီးတော့ကျွန်တော်တို့ပြန် play ကြည့်ပါမယ်။ Okay ထိတ်ဆုံးမတရက်နေတဲ့ပုံလေးကိုပြောင်းတယ်။ပြောင်းပြီးတော့ထိုင်နေတဲ့ပုံလေးဖြစ်သွားပါပြီ။ဒါက morph ရဲ့အလုံးလုံးပုံအလုံးလုံးလေးပဲဖြစ်ပါတယ်။ morph မှာတခုယူရမှာကကျမတို့ဒီမှာနောက်ပိုင်းပုံတွေအများကြီးဆွဲလာရတဲ့အခါမှာဒီမှာပုံတွေအများကြီးပေါ်နေပါမယ်။အမှကိုကဘယ်ကနေဘယ်ကိုပြောင်းချင်နေဆိုတာကိုပြန်ပြီးတော့ပြောရမှာဖြစ်ပါတယ်။အဲဆိုရင်ညီမပို့ပြီးတော့ထင်သာပြောမြင်သာဖြစ်သွားအောင်နောက်ထပ် image တစ်ခုခေါ်ပြီးပြပေးပါမယ်။ထိုင်ပြီးတော့ပြိုသွားတဲ့ပုံလေးကိုကျွန်မပြန်ပြောင်းချင်ပါတယ်။အဲ့လိုဆိုရင်မထပ်လိုက်မယ်။ထပ်ပြီးတော့ကျွန်မဒီမှာ image property တွေကိုဖွင့်လိုက်ပါမယ်။ animate တိုင်းကိုဒီမှာ30တက်လောက်ပဲထားလိုက်မယ်။ကဲဒါဆိုရင်ဒီမှာ morph ဆိုတာကဒီမှာခုဒီမှာ3ပုံဖြစ်သွားတဲ့အတွက်ဘေးကနေပြောင်းမလဲပေါ့အခုကထိုင်ကနေပြောင်းမှဖြစ်တဲ့ဒါလေးကိုကလစ်လိုက်ပါမယ်ပြန်ပြီးတော့ run ကြည့်ပါမယ်ထိုင်ကနေပြန်ပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုရင်ကျွန်မအမှန်ချစ်ပြီးတော့အစာနေပြန်ပြပေးပါမယ်ဒီဥဆုံးမတည့်ရနေတဲ့ပုံဆွဲလိုက်တယ်ဆွဲပြီးတော့ထိုင်ပြီးတော့မှန်သွားတယ်မှန်ပြီးတော့ပြန်ပြီးတော့ပျော်ရွှင်တဲ့ပုံကိုပြန်ရမှာဖြစ်ပါတယ်ဒါက morph ရဲ့အလုံးလုံးပုံအလုံးလုံးနည်းလေးတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ test image ရဲ့ဒီ detail properties လေးတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ် test property test ရဲ့ property ကလည်းဒီမှာကျွန်တော်တို့အရင်ဆုံးရရပါမယ်ဥပမာ happy ပေါ့ happy ဆိုပြီးကျွန်တော်တို့ရလိုက်တယ်ရပြီးတော့သူ့ချေဒီမှာလုပ်လိုက်တယ်သူလည်းခုနက image ရဲ့ property အတိုင်းပါပဲဒီမှာအားလုံးတူတူပါပဲဒီမှာကျမတို့ဒီမှာ property ကိုဖွင့်လိုက်တဲ့အခါမှာဒီမှာအကုန်လုံး setting တွေကအကုန်လုံးအတူတူပါပဲဟုတ်ကဲ့ပါဒီ setting တွေကအားလုံးအတူတူပါပဲဒီမှာလိုက်ပြီးတော့ချိန်လို့ရပါတယ်ဟုတ်ကဲ့ဒီမှာ edit test မှာကျမတို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် edit test မှာကျမတို့ဒီမှာစာတွေပြန်ပြောင်းလို့ရတယ်ဒီမှာ color တွေမျိုးစုံချိန်လို့ရပါတယ်ဆိုရင်ကျမဒီမှာ color ကိုအနီရောင်လေးပြောင်းလိုက်မယ်ဟုတ်ကဲ့ပါဒါကတော့ဒီ test ရဲ့ properties လေးတွေပဲဖြစ်ပါတယ် test ရဲ့ property တွေလည်းအကုန်လုံးအတူတူပါပဲခုနက image property တွေနဲ့ဒီလောက်ဆိုရင်နားလည်သဘောပေါက်သွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ပြောပြမှာတော့ graph မှာအမျိုးမျိုးရှိပါတယ်ဒီမှာ sunny stable then 5 okay ကဲပါဒီမှာဘာဆိုရင်ဘယ်လိုထွက်လာမလဲပေါ့နော် color လေးကျွန်မထည့်မယ်font size ကတော့ဒီ basic ကိုပဲပြင်ရမှာဒါဆိုရင် inside outside ကိုကျွန်မယူလိုက်မယ် show value okay ဘာနဲ့ဆိုလို့ရှိရင်ကျွန်မတို့ဒီလိုပုံလေးရလာမှာဖြစ်ပါတယ်ဟုတ်ကဲ့သူ့ရဲ့ image property ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ကျွန်တော်ဒီမှာ edit check ကိုတွားတဲ့အခါမှာဒီမှာပြန်ပြီးတော့ပြောင်းလို့ရပါတယ်ဘာမှမလုပ်ချင်တော့ okay ကိုကပိုင်းအနေနဲ့လုပ်ချင်တယ်ဆိုရင်ပိုင်းကိုယူပြီးတော့ကျွန်တော်တို့ဒီမှာဖွင့်လိုက်တဲ့အခါမှာ
ဒီလိုပိုင်းပုံစံလေးထွက်လာမှာဖြစ်ပါတယ်โอเคနောက်သူ image ကိုပြန်ဖွင့်လိုက်မယ်ပိုင်းပုံစံလေးမလုပ်ချင်ဘူးကျမတို့ဒီမှာ line နဲ့ပဲလုပ်ချင်တယ်ဆိုလို့ရှိရင်လည်း line ကိုရွေးလိုက်တဲ့အခါမှာဒီမှာ line နဲ့ပဲထွက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမှာline လေးနဲ့ပဲထွက်လာမှာဖြစ်ပါတယ်ဒီမှာ color လေးတွေလည်းယူလို့ရပါတယ်ဒီမှာ outline လေးတွေကိုလည်းယူလို့ရပါတယ်ဒါကလည်းခုနက image ရဲ့ properties နဲ့ပုံစံခက်ဆက်စင်တွေအတူတူတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလောက်ဆိုလို့ရှိရင်တော့ဒီ image ရဲ့ detail property လေးတွေရဲ့ text ရဲ့ detail property လေးတွေရဲ့ graph ရဲ့ detail property list တွေကိုနားလည်သဘောပေါက်ထားပြီလို့ထင်ပါတယ်